အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြပေးမယ့်အကြောင်းအရာကတော့မွေးနေ့စကားစုများဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီ36လ2025ဆိုရင်ကျွန်တော်ရဲ့အသက်50ပြည့်မွေးနေ့ဖြစ်ပါတယ်အဲဒီမွေးနေ့အတွက်ကိုကျွန်တော်အားလုံးအတွက်ကြိုးရှိမဲ့စကားစုလေးတွေကိုကျွန်တော်ပြောကြားပေးသွားမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာတော့စကားစု1ဖြစ်ပါတယ်ဒီစကားစု1မှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့ဘာပဲလုပ်လို့စေနာထားပြီးလုပ်ပါဘာပဲလူတရားတရားနဲ့လူပါဘာပဲလုပ်စေနာထားပြီးလုပ်ပါဆိုတာကကိုလုပ်တဲ့အလုပ်ပေါ်မှာစေနာထားပြီးလုပ်လိုက်တဲ့အတွက်ကိုအဲ့ချက်ချင်းတော့အကျိုးပေးခြင်းမှပေးမယ်နောက်ပြီးတော့ကိုစေနာထားလိုက်တဲ့အလုပ်ကတော့ကိုပြန်အကျိုးပေးခြင်းမှပေးမယ်ဒါပေမဲ့တခြားအလုပ်တစ်ခုတခြားအကြောင်းအရာတစ်ခုကနေပြီးတော့ကိုစေနာရဲ့အကျိုးကိုရောင်းပြန်ဟပ်ပြီးတော့အကျိုးပေးမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ကျွန်တော်ဗီဒီယိုဟောတဲ့တက်တန်းတစ်လျှောက်မှာလူအခက်အခဲအကြီးမားကြီးเนาะပြဿနာကြီးမားကြီးကျွန်တော်ဖြေရှင်းပေးခဲ့တာရှိပါတယ်ဒါပေမဲ့ကျေးဇူးပြန်လဲတုတ်ပြန်လာတဲ့အခါမှာကျေးဇူးပါပဲဆရာဆိုတဲ့စကားလုံးနဲ့တင်ကျေနပ်လိုက်ရတာတွေအများကြီးပါပဲအဲ့ဒီချိန်ခါကျွန်တော်ရင်းထဲမှာတော့မကောင်းဘူးပေါ့ဒါပေမဲ့တခုရှိတာကျွန်တော်စာသားလေးတခုကျွန်တော်ဖတ်လိုက်ရတယ်ဘာပဲလုပ်လို့စေနာထားပြီးလုပ်ပါအဲ့စေနာအဲ့လူကမတုတ်ပြန်ပြင်မဲ့တခြားတဲ့အကြောင်းအရာတစ်ခုကနေပြီးတော့ကိုအဲ့စေနာရဲ့အကျိုးတရားကိုပြန်ပြီးတော့တုတ်ပြန်လာပါလိမ့်မယ်ဆိုတော့အဲ့ဒီကောင်ကိုကျွန်တော်ဖတ်ပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်ဘာပဲလုပ်လို့စေနာထားပြီးလုပ်လိုက်တယ်အဲ့တော့ကိုစေနာထားပြီးလုပ်တတ်တဲ့လူကကိုပြန်ပြီးတော့မတုတ်ပြန်ပြင်မဲ့အကျိုးကျေးဇူးပြန်ပြီးတော့မတုတ်ပြန်ပြင်မဲ့တခြားနီလန်တနေရာနေပြီးတော့ကိုအတွက်ငွေရလာတာတွေအကျိုးမဲ့ရလာတာတွေကိုကြော့တာတွေဒါမျိုးတွေကြုံလာရပါတယ်အဲ့တော့ပြောချင်တာကနံပါတ်1เนาะဘာပဲလုပ်လို့စေနာထားပြီးလုပ်ပါ